ကဲကျွန်တော်ရဲ့ကားချစ်သူမိတ်ဆွေများကိုဒီမှာToyota Hilux ဆက်လေးတစ်စီးရောင်းပေးမယ်ဗျာနော်ဆက်လေးကားကတော့အကျွတ်မှုတ်တော့နော်မှုတ်ထုတ်တာယာတွေအားကောင်းမယ်3.0 engine နဲ့ရမယ်နော်ဈေးနှုန်းလေးရတော့မှာ980မှာ8သိန်း97နော် 1kz engine ဖြစ်မယ်ခင်ဗျအော်တိုဂီယာလေးပါအပေါ်ဆန်းရူပါသွားမယ်လက်သားဆိုအကျန်းနာဆွတ်ပေးထားတယ်ရမူကီးလေးနဲ့ပါခင်ဗျဟိုင်းဝေးခကြီးတန်းထွက်နိုင်ပါတယ်ခင်ဗျအဲ့တော့နောက်ခန်းလေး998သိန်းညှိနှိုင်းရောင်းချပေးပါမယ်တာယာတွေအားကောင်းနောက်ဘိန်းလဲဒီမှာနောက်ဘိန်းတာယာအစအားကောင်းသေးတယ်နော်ဒီကောင်လေးဆိုရန်ကုန်လိုင်းစီတန်းလေးနဲ့ရမယ်ဂရိတ်ကလေးကတော့ SSRH ဂရိတ်ကလေးဖြစ်မယ်ခင်ဗျာနော်ငွေချံအလဲထည့်ရမယ်ခင်ဗျာနော်ဒီကားလေးမော်ဒယ်ငယ်တော့ကျွန်တော်အရေးကြတော့မရဘူးခင်ဗျအားလေးနဲ့ပတ်သက်ပြီးအသေးသေးသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 933938ကိုဒါဆက်သွယ်မေးမြန်းနိုင်တယ်လို့399339399951ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့စိုက်တီးနေရသည်ရန်ကုန်အရှိတကုန်းရာသားတွဲလမ်းမကြီး9ရက်ကွယ်ရွှေပြည်လမ်းထိပ်စိုးကြီးကားချိုးလုံးမှာကြည့်ရှုလို့ရမယ်ခင်ဗျဒီကောင်ဘက်ထရီနှလုံးနဲ့နော်ဒီကားလေးကဟုတ်ကဲ့ကျွန်တော်တို့ကိုချမ်းမနောက်ဗီဒီယိုမှာပြန်လဲစုံတွေ့ကြပါမယ်အားလုံးပဲရွှေလိုက်ချမ်းမြေ့ကြပါစေခင်ဗျာ